ကာဂိုမီနဲ့အင်ဒိုနီးရှားတို့ဟာမဝင်ရတနာအပိုင်းအစတွေကိုရှာဖို့အတွက်ရွာကနေထွက်လာကြတာ3 ရက်ကြာသွားခဲ့ပါပြီ။ကာဂိုမီကတော့စမ်းချောင်းလေးတစ်ခုမှာအဝတ်အစားတွေချွတ်ပြီးရေချိုးလို့နေခဲ့တယ်။မျိုးကတော့ကာဂိုမီရေချိုးနေတာကိုချောင်းကြည့်ခြင်းပဲကာဂိုမီရိုက်တာခံရမှာစိုးလို့အင်ဒိုနီးရှားနဲ့အတူနေရပါတယ်။ရုတ်တရက်ကာဂိုမီကအထိတ်တလန့်ထားអော်လိုက်တယ်။ဘာလို့လဲဆိုတော့တင်းငယ်တဲ့အရာလေးတစ်ခုလင်းလင်းမြန်မြန်ပဲရွေရှားလာပြီးကာဂိုမီရဲ့အဝတ်အစားတွေကိုဆွဲပြေးသွားတာကြောင့်ပါဒီအတန်ကိုကြားလိုက်ရတော့အင်ဒိုနီးရှားဟာအလင်းအမြန်ပဲပြေးပြီးနောက်ကနေလိုက်ပါတယ်အဲ့ဒါကမြောက်ဖြူလေးတကောင်ဖြစ်နေခဲ့တာကိုမြင်လိုက်ရပြီးတောအုပ်ထဲကနေစူးရှားရှာလေးချွန်တန်တစ်ချက်ထွက်လာတာကိုလည်းကြားလိုက်ရတယ်မြောက်လေးဟာလေးချွန်တန်ကြားရနေရာကိုပြေးသွားပါတယ်လေးချွန်လိုက်တဲ့သူကဆာမူရိုင်းအဝတ်အစားတွေဝတ်ထားသူဖြစ်ပြီးတစ်ပင်တစ်ပင်အောက်မှာထိုင်နေပါတယ်မြောက်လေးယူလာတဲ့ပစ္စည်းတွေကိုကြည့်လိုက်ပြီးမင်းဟာစားစရာတွေလည်းမဟုတ်ဘာတွေလဲဆိုပြီးမြောက်လေးယူလာတဲ့ဘော်လီအင်ဂျီကိုကြည့်ပြီးပြောလိုက်ပါတယ်ခေဟောင်းပဒေသရရဲ့ဖက်ဒရယ်ခေတ်မှာကဘော်လီဆိုတာမြင်မှမမြင်ဘူးကြပဲကိုအဲ့ဒီအချိန်မှာပဲအခိုးခံရတဲ့ပစ္စည်းနောက်ကိုလိုက်လာကြတဲ့ကာဂိုမီတို့2 ယောက်ဟာခြုံကြားကနေအဲ့ဒီလူရှီယာကိုလိုက်လာကြတယ်အဲ့ဒီလူဟာခြုံကြားကထွက်လာတဲ့ကာဂိုမီတို့ကိုဓာတ်နဲ့ရွှေလိုက်ပြီးမင်းတို့ဘသူတွေလဲမတင်ကားစရာပဲဆိုပြီးအော်ပြောလိုက်ပါတယ်တခိုးကလူပြန်ဟစ်နေတယ်ဆိုတာမျိုးလေးပေါ့ဒါကြောင့်အင်ဒိုနီးရှားကသူ့မျက်နှာကိုခြေထောက်နဲ့စောင့်ကန်ပေးလိုက်ပါတော့တယ်စကားနည်းနည်းလောက်ပြောကြည့်ပြီးတဲ့အခါမှာတော့ဒီလူဟာဗိုက်စာလုံးလို့မြောက်လေးကိုစားစရာရှာခိုင်းတာဖြစ်ပြီးအဝတ်အစားတွေခိုးဖို့ရည်ရွယ်ချက်မရှိကြောင်းသိလိုက်ရတာမို့ကာဂိုမီကသူ့ကိုစားစရာကြွေးလိုက်ပါတယ်စားပြီးတဲ့နောက်မှာဂျေဇုတင်ကြောင်းပြောတာမို့ကာဂိုမီကဒီလူကိုသူနဲ့အင်ဒိုနီးရှားရဲ့နာမည်ကိုပြောပြပြီးမိတ်ဆက်ပေးလိုက်ပါတယ်။ဒီလူကသူ့လူတွေနဲ့လူချင်းကွဲလာကြောင်းပြောပြခဲ့ပြီးဝက်ပုံစားပုံကအထက်တန်းစားမိသားစုတစ်ခုကပုံစံပေါက်နေတာမို့ကာဂိုမီကသူ့ကိုမေးလိုက်တယ်။နင်ကအထက်တန်းစားမျိုးနွယ်ကလား။သူကကိုကြီးကိုယ်တာအကြောင်းပြချက်ကြောင့်သူ့ရဲ့မျိုးရိုးကိုပြောပြမှာမဟုတ်ဘူးဆိုပြီးပြန်ဖြေပါတယ်။ပြီးတော့သူ့နာမည်ကနိုဘူနာဂဆိုပြီးပြောပြပါတယ်။ဒီနာမည်ကိုကြားလိုက်တဲ့အခါမှာကာဂိုမီအယမ်းကိုပျော်သွားခဲ့တယ်။ဘာလို့လဲဆိုတော့1534ကနေ1582ခုနှစ်အတွင်းကဂျပန်နိုင်ငံကိုစူးစီးတည်ထောင်ခဲ့တဲ့ပဒေသရသခင်အိုဒါနိုဘိုနာဂလို့ထင်သွားခဲ့တာမို့လို့ပါအတင်းပြေးလက်ဆွဲနှုတ်ဆက်လိုက်ပြီးအမတ်တရလက်မှတ်ထိုးခိုင်းလိုက်ပါတယ်ဒါပေမဲ့ဒီလူကအမတ်တရလက်မှတ်ဆိုတာမျိုးမထိုးတတ်နေတာကြောင့်နာမည်အပြည့်အစုံကိုပဲဒီထဲရေးပေးပါဆိုပြီးခိုင်းလိုက်ပါတယ်နာမည်အပြည့်အစုံကအာမာရီနိုဘိုနာဂဖြစ်နေတာကြောင့်သူထင်ထားတဲ့အိုဒါမျိုးတွေကမဟုတ်နေခဲ့ပါဘူး။ကာဂိုမီစိတ်ပြတ်သွားခဲ့ရတော့တာပေါ့။နင်ကအိုဒါနိုဘိုနာကမဟုတ်ဘူးလားလို့မေးလိုက်တဲ့အခါမှာငါကကိုင်းဒေတာမှာရှိတဲ့တာဂဲတာမျိုးနွယ်စုကပါ။ ORD ဒေတာကကြက်မပြည့်တဲ့ကောင်နဲ့လူမမားစမ်းမာနဲ့ဆိုပြီးပြန်ဖြေလိုက်ပါတယ်။အဲဒီနောက်အာမာရီကကျေးဇူးတင်စကားပြောပြီးအရေးကြီးတဲ့ကိစ္စလေးရှိလို့သွားလိုက်အောင်မယ်ဆိုပြီးထွက်သွားပါတော့တယ်။တချိန်တည်းမှာပဲအနီးအနားကရွာတရွာမှာရဲမက်တွေဟာရဲတိုက်ကြီးသခင်ရဲ့အမိန့်အရရွာတွေကအမျိုးသမီးတွေကိုဖမ်းခေါ်သွားနေကြတာကိုမြင်ရပါတယ်။ဒီလိုဖမ်းခေါ်နေခဲ့တာဟာအနီးအပါးရွာတိုင်းကအမျိုးသမီးတွေတိုင်းကိုဖြစ်ပြီးဖမ်းခေါ်ခံရတဲ့သူတိုင်းကသူတို့အိမ်တွေကိုပြန်မလာနိုင်ခဲ့တော့တာကြောင့်ပြည်သူတွေကစိတ်ပူနေခဲ့ကြပါတယ်။ဒီအဖြစ်အပျက်ကိုအာမာရီကခြုံထဲကနေလမ်းကြည့်နေပြီးကောလာဟာလာတွေဟာအမှန်ပါလားဆိုပြီးအတီးပြုတ်ပြောလိုက်ပါတယ်။သူ့နောက်မှာတော့အင်ဒိုနီးရှားနဲ့ကာဂိုမီအင်ဒိုနီးရှားကငါတို့ဘာလို့သူ့နောက်ကိုလိုက်နေတာလဲဆိုပြီးမေးလိုက်တယ်။သူ့ကိုကြည့်လေငါတုံးလိုပဲဘာကိစ္စအောင်မှကင်တွယ်ဖြေရှင်းနိုင်တဲ့ပုံပေါက်မနေဘူး။ဒါကြောင့်လိုက်ကြည့်ပေးနေတာဆိုပြီးပြန်ဖြေလိုက်ပါတယ်။ငါတို့မောင်ဝင်ပလဲကိုရှာဖို့အရေးကြီးရဲ့။ဘာလို့ငပိန်းအောင်လိုက်ကြမှာလဲဆိုပြီးအင်ဒိုနီးရှားကအော်ပြောလိုက်ပေမဲ့ရွာသားတွေရဲ့တီတိုပြောတဲ့ကြောင့်သူ့စကားရက်တန့်သွားရတယ်။သူကြားလိုက်တဲ့စကားကရေတိုက်သခင်ဟာနတ်ဆိုးပူကတ်တာခံထားရတယ်ဆိုတဲ့စကားကြောင့်ပါ။ရေတိုက်ထဲမှာတော့တကိုယ်လုံးပတ်တီးစီးထားတဲ့လူတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ရှိနေပါတယ်။ကောင်မလေးကပတ်တီးနဲ့လူကိုသခင်ကြီးရွာတွေကအမျိုးသမီးတွေကိုရေတိုက်ကိုဆင့်ခေါ်ခဲ့တာကိုတွေ့ရပါတယ်။သူတို့ကိုဗမာထားလဲဆိုပြီးမေးလိုက်ပါတယ်။စကားအရဆိုရင်ဒီပတ်တီးနဲ့လူဟာရဲတိုက်သခင်ကြီးပါပဲ။စူးယုံမင်းသမီးမသိစရာမလိုဘူးဆိုပြီးမိကုန်းကိုဒေါသတကြီးပောက်ကွဲလို့တုံ့ပြန်လိုက်ခဲ့ပါတယ်။မင်းသမီးကမင်းသားကိုကြောက်ရွံ့ရင်တောင်းပန်လို့သူ့မွေးရမြေကိုင်းပြည်နယ်ကိုပဲပြန်ကျင်နေပါတော့တယ်။အင်ဒိုနီးရှားတို့ဟာရဲတိုက်အနားကိုရောက်လာခဲ့ကြပြီးရဲတိုက်မှာမိစ္ဆာအနံ့တွေနဲ့ပြည့်နေတာကိုအင်ဒိုနီးရှားသတိထားမိလိုက်တယ်။
ဒါကြောင့်မဝေရဏအစိတ်အပိုင်းဟာလည်းဒီမှာရှိနေတာတေးကြနိုင်တယ်လို့ပြောပြီးကာဂိုမီကိုကြောပို့ဖို့ခါကုန်းပေးလိုက်ပြီးလာငါကြောပေါ်တက်လိုက်လို့ပြောလိုက်တယ်။ကာဂိုမီကအင်ဒိုနီးရှားရဲ့ကြောပေါ်တက်လိုက်ချိန်မှာပဲအာမာရီကလည်းခက်တီတီနဲ့ကြောပေါ်တက်နေတာမို့ဟိကောင်မင်းကဘာလို့ငါကြောပေါ်တက်လာတာလဲလို့လှမ်းအော်ဆဲလိုက်ရပါသေးတယ်။ဒါပေမဲ့အာမာရီကကျွန်တော်လည်းအထဲမှာလှုပ်ရှားရှိလို့ပါဗျာဆိုပြီးပြောတော့ကာဂိုမီကလည်းအတူတဲပေးလိုက်ဖို့တောင်းဆိုတာကြောင့်အင်ဒိုနီးရှားဟာသူတို့နှစ်ယောက်လုံးကိုကြောပိုးပေးလိုက်ရပါတယ်။ရေတိုက်ထဲကိုခုံဝင်သွားပြီးတဲ့နောက်မှာအဆောင်တွေအလုံးဟာအိပ်ပျော်နေတာကိုထူးထူးခြားခြားတွေ့လိုက်ရတယ်။မျိုးကားကတခင်လေးသတိထားပါဒီလူတွေအားလုံးအိပ်ပျော်နေတာကသွေးရိုးသားရုံမဟုတ်ဘူးအိမ်မွေးချမှုမောအစီအရင်တစ်ခုအောက်မှာရှိနေတာဆိုပြီးတတိပေးပါတယ်အမှန်မှာပဲရဲတိုက်တစ်ခုလုံးကလူတွေဟာအတုံးရုံအိပ်ပျော်လို့နေခဲ့ပါတယ်အာမာရီကတော့ရဲတိုက်တစ်ခုလုံးကိုလှည့်ပတ်ပြီးစူးရုံမင်းသမီးလေးကိုလိုက်ရှာပါတယ်မင်းသမီးကိုတွေးလိုက်တဲ့အခါမှာတော့မျိုးကားကမင်းသမီးနိုးလာအောင်ကိုက်ပေးလိုက်ပါတယ်မမိကြအောင်မလားမသိဘူးအရင်အမေအတုမိစ္ဆာမအပိုင်းမှာလဲကာဂိုမီမိစ္ဆာအစီရင်အောက်မှာရောက်နေပြီးမလှုပ်နိုင်ဖြစ်နေချိန်ကမျိုးကကိုက်ပေးလိုက်တာကြောင့်အစီရင်ပြေသွားခဲ့တာ哦နိုးလာတဲ့မင်းသမီးလေးစူယိုဟာအာမာရီကိုမြင်ပြီးအံ့ဩသွားခဲ့တယ်အာမာရီကသူနဲ့ငယ်တငယ်ချင်းလေးတွေပါသူလက်ထပ်ထားရတဲ့ရဲတိုက်သခင်ကြီးဟာဥယျာဉ်ထဲကရေအိုင်ထဲကိုပြုတ်ကျတဲ့မတော်တဆမှုဖြစ်အပြီးမှာအပြင်းဖြားခဲ့ပြီးထူးထူးဆန်းဆန်းတွေပြုမှုတွေကကြောက်စရာကောင်းနေတဲ့အကြောင်းကိုမင်းသမီးလေးကပြောပြပါရယ်ရဲတိုက်သခင်ကြီးဟာပုံမှန်တရံကအစလုံးဝကိုပြောင်းလဲသွားခဲ့တာဖြစ်ပြီးအခြားလူတစ်ယောက်လိုကိုဖြစ်သွားခဲ့တာပါမင်းသမီးလေးကဘာလို့တက်လဲဆိုပြီးအာမာရီကိုအကြံတောင်းတဲ့အခါအာမာရီကကိုင်းပြည်နယ်ကိုပြန်ပို့ပေးဖို့အတွက်စီစဉ်ပါတယ်ဘာလို့လဲဆိုတော့မင်းသမီးလေးရဲ့အဖေကိုယ်တိုင်ကလည်းရဲတိုက်တခင်ကြီးရဲ့မူမမှန်တဲ့အကြောင်းတွေကိုကြားထားခဲ့တာဖြစ်ပြီးအာမာရီကိုလွတ်လိုက်တာကမင်းသမီးလေးကိုပြန်ခေါ်ဖို့အတွက်ဖြစ်နေခဲ့တာမို့လို့ပါအဲ့ဒီအချိန်မှာသူတို့ရှိရာကိုရဲတိုက်တခင်ကြီးရောက်လာခဲ့ပြီးတခိုးတွေဆိုပြီးဆဲပါတယ်အင်ဒိုနီးရှားကလေထဲကိုခုန်ပြီးမိတ်ဆာကောင်ဆိုပြီးလက်သေးနဲ့ရိုက်ချလိုက်တဲ့အခါမှာတော့ပတ်တီးတွေပြေးလို့သွားခဲ့ပြီးရုပ်အမှန်ဖြစ်တဲ့ရုပ်ဆိုးဆိုးဖားကြီးတကောင်ပေါ်ထွက်လာပါတယ်။မျိုးကားကအင်ဒိုနီးရှားကိုတတိလှမ်းပေးလိုက်တယ်။တတိထားသခင်လေအဲ့ဒါအနှစ်3000မိတ်ဆာကောင်စူကူမိုဖားကြီးဆိုတာသူပဲဆိုပြီးမင်းသမီးလေးဟာဒီဖားရုပ်ကြီးကိုမြင်လိုက်တဲ့အခါမှာတော့မေမျောလဲကျလို့သွားပါတယ်။အင်ဒိုနီးရှားကဖားကြီးကိုပြေးပြီးတိုက်ခိုက်လိုက်ပေမဲ့ဖားကအစိတ်တွေပန်းထုတ်လိုက်တာကြောင့်အစိတ်တန်းကြောင့်ဘာမှဆက်မလုပ်နိုင်တော့ပါဘူး။ဖားကမင်းသမီးစီကိုချင်းကပ်သွားပြီးမင်းသမီးကိုဆွဲယူဖို့ကြိုးစားပါတယ်။အာမာရီကကာကွယ်ပေးခဲ့ပေမဲ့အာမာရီဟာဖားရှာနဲ့ထိုးနှက်ချက်ကြောင့်ပြစ်လဲလို့သွားခဲ့ပါတယ်။ဖားကမင်းသမီးလေးကိုချီပိုးလိုက်ပြီးထွက်ပြေးသွားပါတော့တယ်။အင်ဒိုနီးရှားလည်းနောက်ကနေလိုက်သွားတဲ့အခါမှာတော့ဖားကမင်းသမီးစူးယိုကိုအခန်းတစ်ခုထဲခေါ်သွားပြီးနင့်ကိုချစ်တဲ့ပိုင်ဆိုင်ပြရစီတွေလုပ်နေပါပြီ။အဲ့ဒီအခန်းထဲကိုအင်ဒိုနီးရှားဖောက်ဝင်သွားတဲ့အခါမှာတော့မင်းသမီးဟာဖားအိုအကြီးကြီးတစ်လုံးထဲကိုရှောက်လို့နေခဲ့ပါပြီ။ဒီအဖြစ်အပျက်ကိုမြင်လိုက်ရတဲ့မျိုးကားကဖားအိုအကြောင်းကြားထားရတဲ့ကောလာဟာလာတွေကအမှန်ပဲကိုဒီစူကိုမိုဖားမိတ်ဆာဟာမိန်းကလေးငယ်ငယ်လေးတွေရဲ့ဝိညာဉ်ကိုရင့်မှဲ့လာတဲ့အထိဖမ်းချုပ်ထားပြီးမှစားပြတ်တာလေဒီဒေသကတခင်ကြီးကိုပါဝင်ပူးပြီးဒီနယ်ကိုအပိုင်သိမ်းလိုက်တဲ့ပုံပဲဆိုပြီးရှင်းပြလိုက်ပါတယ်အာမာရီကဒေါသထွက်ပြီးတိုက်ခိုက်လိုက်ပေမဲ့အင်ဒိုနီးရှားကဖားပါဇက်ကအစိမ့်ငွေတွေထပ်ပန်းထုတ်တော့မဲ့အကြောင်းတတိပေးလိုက်ပြီးအာမာရီကိုတွန်းထုတ်လိုက်ပါတယ်ပြီးတော့ဒါနဲ့တေးစမ်းဖားမိတ်စာကြီးဆိုပြီးပြေးလို့ပိုင်ပါတယ်လူသားတွေကိုကာကွယ်ဖို့ကြိုးစားတဲ့ရွယ်ချက်ကြောင့်တက်ဆိုင်ကဒါဟာအယောင်တွေလင်းလက်လို့နေခဲ့ပါပြီဒါကြကြောင့်ရာသွားတဲ့ဒဏ်ရာဟာပြင်းထန်တာကြောင့်ဖားဟာအမျိုးသမီးတွေရဲ့ဝိညာဉ်ကိုစုပ်ယူပြီးသူ့ခန္ဓာကိုယ်ကဒဏ်ရာတွေကိုကုသဖို့အတွက်သုံးလိုက်ပါတယ်ဖားကဒဏ်ရာတွေပြန်ကောင်းသွားပြီးလှုပ်ဆန်ခုတ်ဆန်ဒဏ်ရာရလိုက်တိုင်းငါဖမ်းထားတဲ့မိန်းမတွေရဲ့ဝိညာဉ်ကိုစားပစ်မယ်ဆိုပြီးအင်ဒိုနီးရှားတို့ကိုချိန်ချောက်နေပါတယ်။ဖားဒီလိုဟန်ရေးစစ်နေတဲ့အချိန်မှာပဲအာမာရီကမင်းသမီးကိုဖားအုပ်ကိုခွဲပြီးကယ်တင်လိုက်ပါတယ်။ဒါကိုမြင်တဲ့ဖားကငါမင်းသမီးကိုဘာလုပ်တာလဲဆိုပြီးမင်းသမီးစီကိုသွားဖို့ကြိုးစားတဲ့အခါအင်ဒိုနီးရှားကဖားရဲ့ခေါင်းကိုဓားပြားကြီးနဲ့ပြင်းပြထန်ထန်ရိုက်ပေးပြီးပါဇက်ပိတ်ထားစမ်းလို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲဖားကရဲတိုက်သခင်ရဲ့မူလစိတ်ပြန်ဝင်သွားတဲ့ပုံစံဖြစ်သွားပြီးငါဘာတွေလုပ်ခဲ့မိတာလဲငါလုပ်တာတွေအတွက်တောင်းပန်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်မင်းသမီးလေးကဒီအတန်ကကျမချစ်တဲ့ရဲတိုက်သခင်ကျမယောက်ျားအတန်ဆိုတာတေးကြတယ်ဆိုပြီးပြောပြလိုက်ပါတယ်ကြည့်ရတာဖားရဲ့ကိုယ်ထဲမှာရဲတိုက်သခင်ကြီးရဲ့စိတ်ရှိနေသေးတဲ့ပုံပါပဲ
ပြီးတော့ဖားကဆက်ပြောတယ်ငါ့ကိုတပေးပါမဟုတ်ရင်ဒီပုံစံကြီးနဲ့ဆိုရင်ငါချစ်တဲ့မင်းသမီးကိုစားပြစ်မိလိမ့်မယ်တဲ့အင်ဒိုနီးရှားကတပေးတော့မဲ့အချိန်မှာအာမာရီကသူ့ကိုတားလိုက်တယ်ဘာလို့လဲဆိုတော့တခင်ကြီးအစ်စ်ရဲ့နှလုံးသားကဖားကိုယ်ထဲမှာရှိနေသေးတာမို့ကဲတင်မှုနီလန်ရှိနိုင်အောင်ပဲထင်နေတာမို့လို့ပါအာမာရီကပြင်းပြင်းထန်ထန်ယုံကြည်နေခဲ့တာမို့အင်ဒိုနီးရှားကမတပ်ပဲထားဖို့သဘောတူလိုက်ပြီးဒီအတိုင်းညှိနှိုင်းစကားပြောကြဖို့အတွက်သဘောတူလိုက်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာပဲဖားမိတ်ဆာကြီးစိတ်ပြန်ဝင်လာပြီးအာမာရီရဲ့ပခုံးကိုရှာကြီးနဲ့ထိုးလိုက်ပါတယ်ဒီတစ်ခေါက်တော့အင်ဒိုနီးရှားကငါဝင်ကဲရင်ရဲတိုက်တခင်ကြီးတေလိမ့်မယ်လို့ပြောပြီးဝင်မကူတော့ပါဘူးလက်ပိုက်လိုပဲထိုင်နေပါတော့တယ်လဲကျသွားတဲ့အာမာရီကိုကြည့်ပြီးအခုသိပြီလားလို့အင်ဒိုနီးရှားကပြောလိုက်ပေမဲ့အာမာရီကသူ့ကိုမတက်ရဘူးဆိုပြီးခိုင်ခိုင်မာမာယုံကြည်တဲ့သူ့ဆန္ဒကိုပဲထုတ်ပြောလိုက်ပါတယ်။ဖားမိတ်ဆာကြီးကမင်းသမီးလေးကိုခေါ်ပြေးတဲ့ကာဂိုမီနောက်ကိုလိုက်လို့နေပါပြီ။အဲ့ဒီအချိန်မှာပဲမျိုးကားကအပူသူ့ကိုအပူနဲ့လို့ဖားကအပူကြောက်တဲ့သူ့ကိုတခုခုနဲ့ပူအောင်သာလုံနိုင်လိုက်မယ်ဆိုရင်တခင်ကြီးကိုယ်ထဲကနေထွက်သွားလောက်တယ်ဆိုပြီးအကြံပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမြောက်ဖြူလေးကမီးခွက်လေးပြေးယူလာပေးပြီးအင်ဒိုနီးရှားကလည်းကာဂိုမီတို့ရှေ့မှာရက်ပြီးကာကွယ်ပေးလိုက်ပါတယ်။ကာဂိုမီကမီးခွက်ကိုယူပြီးစပင်ဖြန်းတဲ့စပရေးဘူးနဲ့ဖားကြီးရှိရာကိုဖြန်းလိုက်တဲ့အခါမှာတော့မီးတောက်တွေကဖားကြီးကိုထိလို့သွားခဲ့ပြီးအထဲကဖားမိတ်ဆာကြီးဝိညာဉ်ကထွက်ပြေးပါတယ်။အချိန်ကိုက်ပါပဲအဲ့ဒီဖားမိတ်ဆာဝိညာဉ်ကိုအင်ဒိုနီးရှားကပိုင်းလိုက်တဲ့အခါမှာတော့ဖားမိတ်ဆာတေးဆုံးသွားခဲ့ပြီးဖားကိုယ်တွေကမော်ဝင်ရတနာအပိုင်းအစကိုယူလိုက်နိုင်မှာတော့တယ်။မင်းသမီးလေးဟာပျော်ရွှင်ခြင်းအဆုံးသက်ကိုပိုင်ဆိုင်နိုင်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူ့ချစ်သူခင်မွန်ဟာငကိုပုံစံအတိုင်းဂျန်နာတတ်တဲ့သခင်ကြီးပုံစံဖြစ်သွားခဲ့တာမို့လို့ပါ။အာမာရီဟာမင်းသမီးကိုတိတ်တခိုးချစ်နေခဲ့တာမို့မင်းသမီးလေးပျော်ရွှင်ရရင်သူလည်းပျော်ပေးရမယ်သူပါ။အဲဒီနောက်မှာတော့ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေဟာလည်းလုံခြုံသွားခဲ့ပြီးမူရင်းနေရက်ကိုပြန်သွားနိုင်ခဲ့ကြပါတော့တယ်။အပိုင်း၈ကဒီနေရာမှာပဲပြီးလို့သွားပါပြီ။ပိုကောင်းတဲ့အပိုင်းကိုလာပါအောင်မယ်။